အားလုံးပဲမင်္ဂလာပါကျွန်တော်က personal finance ဆိုင်ရာတကူကြီးငွေကြေးပညာရဲ့ဆိုင်ရာအကြောင်းအရာလေးတစ်ခုကိုဆက်ပြီးတော့မျှဝေချင်ပါတယ်ဒီအကြောင်းအရာလေးကငွေစုပြီးတဲ့နောက်ကျွန်တော်တို့ဘာတွေလုပ်ဖို့လိုတယ်လဲဒီအကြောင်းအရာလေးကိုကျွန်တော်နည်းနည်းပြောချင်တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကမိတ်ဆွေတို့ဘဝမှာเนาะကြီးဝါချမ်းသာခြင်းနဲ့ငွေကြေးရအဆင်ပြေခြင်းနဲ့ဆိုရင်ပထမဦးဆုံးအချက်ကငွေစုဖို့လိုပါတယ်ငွေစုဖို့လိုတယ်အဲ့တော့ဘာကြောင့်ငွေစုဖို့လိုတာလဲလက်ထဲမှာငွေရှိနေဖို့လိုတယ်ပေါ့ဗျာเนาะပမာဏတစ်ခုထိငွေကြေးရရှိအောင်ကျွန်တော်တို့လုပ်ဖို့လိုတယ်အဲ့တော့လက်ထဲမှာပမာဏတစ်ခုအဖြစ်ငွေကြေးရရှိအောင်လုပ်ဖို့ဆိုတာဒီငွေများများရှာမယ်တလုံးတစ်ခဲနဲ့များများရှာမယ်ရသွားတယ်ဒါဆိုတော့ငွေစုကြမလို့လက်ထဲမှာတလုံးတစ်ခဲနဲ့ရမယ်အဲ့တော့ဒါပေမဲ့အခုမှစပြီးတော့ရင်းနှီးမြှုပ်နှံမှုလုပ်မဲ့လူတွေအခုမှစပြီးတော့ငွေကြေးအစစ်ပြောင်းစူးစမ်းမဲ့လူတွေကျတော့တလုံးတစ်ခဲနဲ့ငွေရဖို့ဘလို့နည်းနေနဲ့လုပ်မလဲဆိုတော့သူတို့မှကျွန်တော်သိလို့မရှိဘူးအတွေ့အကြုံရှိလို့မရှိဘူးအဲ့တော့လက်ထဲကိုငွေရလာဖို့ဒီအဓိကအရေးကြီးတယ်ဒီလိုငွေရလာဖို့အတွက်တန်မှန်လူဒန်းစားတွေအတွက်ဆိုရင်ကတော့အယိုးရှင်းဆုံးနဲ့အကောင်းဆုံးနည်းဒီငွေစုတာဖြစ်ပါတယ်အဲ့တော့တစ်လကိုဘယ်လောက်ရအောင်စုမယ်ဘယ်လောက်ပမာဏရအောင်စုမယ်ဆိုတဲ့ရီမန်းချက်ကလေးနှစ်ခုကိုအရင်ဆုံးချရမှာဖြစ်ပါတယ်အဲ့တော့ဘာကြောင့်ကျွန်တော်တို့လက်ထဲမှာငွေရှိဖို့လိုတာလဲဒါလေးကိုကျွန်တော်ဆက်ပြီးတော့ရှင်းပြချင်ပါတယ်โอเคဆက်နောက်ထောက်ကြည့်ပါဦးအဲ့တော့ cash is the king နဲ့အဲ့တော့ငွေရှိနေတာဒီဒါဘီယင်ပဲငွေသားဒီဘီယင်ပဲလက်ထဲမှာငွေရှိနေဖို့လိုတယ်ဟုတ်ပြီနော်အဲ့တော့ငွေရှိနေခြင်းဒီကျွန်တော်တို့ကိုဘာတွေပေးသလဲရွေးချယ်နိုင်တဲ့ power တွေပေးတယ်ရွေးချယ်နိုင်စွမ်းတွေပေးတယ်ဟုတ်ပြီနော်ဥပမာထောက်လို့ဗျာကျွန်တော်ကယုံသွားမယ်မနဲ့ယုံသွားမယ်ကျွန်တော်အဲ့ထဲမှာပတ်စံတပြားမှမရှိဘူးဆိုရင်ကျွန်တော်ယုံသွားဖို့ဘာလုပ်လို့ရမလဲအဲ့ထောက်ကျွန်တော်လမ်းလျှောက်ပေါ်ဒါပဲရှိပါဘူးနော်ဒါမှမဟုတ်ယုံက ferry ကိုစောင့်စီးferry လာမဲ့ချိန်အစောကြီးစောင့်စီးပြင်ပပတ်နဲ့ထွက်ပြီးတော့ရက်နေမိုးရွာနေပူပူဒီလိုနေထားရှိမှာပေါ့ဒါပေမဲ့ကျွန်တော်အဲ့ထဲမှာပတ်စံ900ရှိသွားပြီဆိုရင်ကျွန်တော်ရွေးချယ်လို့ရတာနောက်တစ်ခုပို့သွားပြီကျွန်တော်ဘာလုပ်လို့ရလဲအလုပ်သွားတဲ့နေရာကိုဘတ်စကားစီးသွားလို့ရတယ်အဲ့လိုမျိုးဟုတ်ပြီအဲ့တော့လက်ထဲမှာပတ်စံ900မဟုတ်ဘူး9000ဖြစ်သွားပြီ9000ရှိသွားပြီနောက်ထပ်ရွေးချယ်စရာတစ်ခုထပ်တိုးသွားတယ်ခင်ဗျာရုံးကိုဆိုင်ကယ်ကယ်ရီငှားစီးသွားမလားတက္ကစီငှားစီးသွားမလားဒီလိုကျွန်တော်ဆက်လုပ်လို့ရသွားတယ်ဟုတ်ပြီအဲ့တော့လက်ထဲမှာငွေ9သိန်းရှိသွားပြီဆိုရင်ခင်ဗျာကြိုက်တဲ့အချိန် AACC အဲကွန်လေးဖွင့်ပြီးတော့သွားတဲ့ private car တစ်စီးကိုတစ်နေ့လုံးငှားပြီးတော့ရုံးသွားလို့ရတယ်ဒါမျိုးအဲ့တော့ဒါမှမဟုတ်ခင်ဗျာတစ်လောက်ပါလက်ထဲမှာ3,500လောက်ရှိမယ်3,500လောက်ရှိမယ်ဆိုရင်ရုံးကိုဘာလုပ်လို့ရလဲဟယ်လီကော်ပတာနဲ့တော့သွားလို့ရရင်ရမှာပေါ့ဟုတ်ပြီတော့ဆိုတဲ့သဘောကငွေကြေးဒီကျွန်တော်တို့ကို choice လုပ်နိုင်စွမ်းနေပြီးတယ်ရွေးချယ်နိုင်စွမ်းနေပြီးတယ်အဲ့တော့လက်ထဲမှာငွေများများရှိနေဖို့လိုတယ်ပထမအချက်ကဒီပထမအချက်ကလက်ထဲမှာငွေများများရှိနေဖို့ခင်ဗျားတို့ဘလို့နည်းနေလုပ်မလဲကြိုက်တဲ့နည်းနဲ့လုပ်လို့ရတယ်ဟိုကျွန်တော်တို့လက်ထဲမှာငွေများများရှိတာကိုဘာတွေလုပ်ကြသလဲလုပ်ငန်းရှင်တွေအနေနဲ့ကဝယ်ယူထားတဲ့ပစ္စည်းတစ်ခုခုရှိမယ်ဥပမာ HMD ပေါ့ဒါကိုဈေးတက်လာတဲ့အချိန်မှာရောင်းလိုက်မယ်အလုံးခဲလိုက်ရမယ်ဒါကိုခုမှရှိတဲ့ပိုင်ဆိုင်မှုတစ်ခုကိုတခြားလူကိုငှားလိုက်မယ်ငွေအလုံးခဲလိုက်ရမယ်သို့မဟုတ်စီးပွားရေးလုပ်ငန်းတစ်ခုလုပ်မယ်အချိန်ကာလတစ်ခုမှာငွေအလုံးရင်းပြန်ဝယ်လာမယ်ဒါမျိုးရှိမယ်ဒါသို့မဟုတ်ကိုပိုင်ဆိုင်မှုတစ်ခုခုကိုဘဏ်ချင်းငွေတင်လိုက်မယ်ငွေကြီးအလုံးခဲနဲ့လက်ထဲကိုရလာမယ်အဲ့တော့လက်ထဲမှာငွေရှိဖို့လိုတယ်လက်ထဲမှာငွေတစ်လုံးတစ်ခဲနဲ့ပမာဏတစ်ခုခုရောက်ပြီဆိုရင်ကျွန်တော်ဘာလုပ်လို့ရလဲရွေးချယ်စရာတွေအများကြီးလုပ်လို့ရတယ်အဲ့လက်ထဲမှာရှိတဲ့ငွေပမာဏကများလေလေရွေးချယ်လို့ရတာများလေလေဒါတဘာဝပဲဒါပေမဲ့မဖြစ်စတော့ငွေလေးလက်ထဲမှာရှိနေတာကတော့ရွေးချယ်မှုတွေကိုနည်းနည်းပဲရစီလိမ့်မယ်ဒါကိုသိဖို့လိုတယ်အဲ့တော့ပထမဦးဆုံးကျွန်တော်ပြောချင်တာခုနကျွန်တော်ပြောသလိုလက်ထဲကိုငွေရမယ်လေးလည်းပြောဆိုရှိတယ်ဒါပေမဲ့အခုမှစပြီးတော့စူးစမ်းမဲ့လူတွေအခုမှအတွေ့အကြုံမရှိသေးတဲ့လူတွေရင်းနှီးမြှုပ်နှံမှုနဲ့စီးပွားရေးကိုနားမလည်သေးတဲ့လူတွေကတော့သူတို့မှလက်ထဲမှာငွေများများရလာဖို့ဒီနည်းလမ်းတစ်ခုပဲရှိတယ်ဒါပါလေငွေစုပါအလွယ်ဆုံးနဲ့အယိုးရှင်းဆုံးနဲ့အန်ရဲ့အကင်းဆုံးနည်းလမ်းဒီငွေစုပါအဲ့တော့ဘယ်လောက်ကြာအောင်စုရမလဲ target တစ်ခုသတ်မှတ်ဖို့လိုတယ်တစ်လကိုဘယ်လောက်စုမလဲ target တစ်ခုသတ်မှတ်ဖို့လိုတယ်ဟိုကျွန်တော်တို့ကစတင်ခဲ့တာဒီနည်းလမ်းပဲတစ်လကိုကျွန်တော်ဒီ3,300ဒါစားရတယ်အောက်ခြေဝင်နဲ့ကျွန်တော်တန်ရှင်းတွေလောက်ရတယ်အဲ့တော့3,300မှာကျွန်တော်တစ်လကို9,000ရအောင်စုတယ်ဘယ်လောက်စုမလဲ9သိန်းပြည့်အောင်စုမယ်ဆိုပြီးဆက်ချတာလေ9သိန်းပြည့်သွားရင်ရွေးချယ်စရာတွေအလုပ်တွေအများကြီးပေါ်သွားပြီဟုတ်ပြီနော်9သိန်းလက်ထက်မှာ9သိန်းဒီကိုဘာတွေလုပ်မလဲရွေးချယ်စရာတွေအများကြီးပေါ်သွားပြီဒါကိုဆိုလိုတာဖြစ်ပါတယ်ကဲဟုတ်ပြီဒါဆိုငွေစုပြီးပြီတကယ်ဖြစ်လက်ထဲမှာငွေရောက်လာပြီးဆိုရင်ဘာဆက်လုပ်ဖို့လိုမလဲဟုတ်ပြီဆက်ပြီးကြည့်ပေးပါဦးဗျโอเคဟုတ်ပြီအဲ့လက်ထဲမှာငွေတွေရောက်လာပြီဆိုရင်ဘာလုပ်မလဲနော်ငွေစုပြီးတော့ဘာလုပ်မလဲတော်တော်များများကဒီငွေတွေကိုရွေးချယ်ကြတယ်ဘာတွေရွေးချယ်တယ်လဲနော်ဟိုမှာတန်ဖိုးကြီးပစ္စည်းတွေဝယ်မယ်တန်ဖိုးကြီးအသုံးဆောင်တွေဝယ်မယ်စိတ်ထဲမှာလိုချင်တဲ့အရာတွေဝယ်ပလိုက်မယ်ဒီငွေကိုရလာတဲ့အချိန်မှာကျွန်တော်တို့ try လုပ်လို့ရတဲ့အရာတွေကိုတည်တည်ချာချာစဉ်းစားဖို့လိုတယ်ကိုကအနာဂတ်မှာဘယ်အရာကိုလိုချင်တာလဲဒါဆိုအဲ့ဒီအရာကိုဖြစ်စီမဲ့ choice ကိုလုပ်ဖို့လိုတယ်အဲ့တော့ဆိုပါတော့ကျွန်တော်ခုနကလိုပဲတစ်လောက်9သိန်းစုလိုက်တယ်တစ်လောက်9,000စုလိုက်တယ်10လကြာတဲ့အချိန်မှာ9သိန်းရတယ်အဲ့တော့ဒီ9သိန်းကိုကျွန်တော်ဘာလုပ်လို့ရလဲဖုန်းအစ်တစ်လုံးဝယ်လို့ရတယ်ထောက်တော့အင်ကြီးအသစ်စားကောင်းကောင်းဝယ်လို့ရတယ်
အသုံးဆောင်ပစ္စည်းတွေဝယ်လို့ရတယ်ကျွန်တော်လိုချင်တဲ့ guitar ဝယ်လို့ရတယ်တော့ရွှေလက်စွပ်တကွင်းဝယ်လို့ရမယ်ဆိုတော့ဗျာနီလန်မျိုးစုံ choice လုပ်လို့ရတဲ့အရာတွေအများကြီးဖြစ်လာတယ်အဲ့တော့ကျွန်တော်ရဲ့ပန်းနိုင်ကဘာလဲပြန်စဉ်းစားကျွန်တော်ကစီးပွားရေးလုပ်ငန်းတစ်ခုရင်းနှီးမြှုပ်နှံမှုတစ်ခုကျွန်တော်လုပ်ချင်တယ်အဲ့တော့အဲ့ဒီကနေငွေတွေရချင်တယ်ဟုတ်ပြီအဲ့တော့ကျွန်တော်က choice လုပ်တဲ့နေရာမှာပြန်ပြီးတော့စဉ်းစားဒီငွေ9သိန်းကိုဘာလုပ်လဲအဲ့တော့စီးပွားရေးလုပ်ငန်းတစ်ခုလုပ်မယ်လို့ကျွန်တော်ကဆုံးဖြတ်လိုက်တယ်အဲ့တော့ဘာလုပ်လဲကျွန်တော်ဖုန်းပြီးငွေဖြည့်ကတ်တယ်အဲ့ခေတ်တုန်းကခဲချစ်ပြီးငွေဖြည့်လို့ရတဲ့ကတ်တစ်မျိုးပဲရှိသေးတယ်အဲ့တော့အဲ့ဒီကတ်တွေကိုကျွန်တော်ကမင်္ဂလာဈေးကိုသွားတယ်ဈေးအသက်သာဆုံးဆိုင်မှာဝယ်တယ်ပြီးရင်ကျွန်တော်ရုံးမှာပြန်ရောင်းတယ်အဲ့တော့မှတ်ရအဲ့ဒီလကျွန်တော်2000စပြတ်တယ်2000စပြတ်တယ်အဲ့တော့ choice လုပ်နိုင်တဲ့ power တစ်ခုရောက်လာတဲ့အချိန်မှာကျွန်တော်တို့ဒီဘာကို choice လုပ်မလဲဒါဒီဒုတိယမြောက်စဉ်းစားရမယ်အနေထားဖြစ်သွားတယ်အဲ့တော့လူတော်တော်များများကြီးငွေစုဘူးလေဟုတ်တယ်နော်ခင်ဗျားလည်းငွေစုဘူးလိမ့်မယ်ဒါအခုကြည့်နေတဲ့ကျွန်တော်ပြိတ္တာခင်ဗျားငွေစုဘူးလိမ့်မယ်ဒါပေမဲ့ငွေစုလို့ပမာဏတစ်ခုရောက်သွားပြီတစ်ခုလုပ်လို့ရသွားပြီခင်ဗျားဘာလုပ်တယ်လဲအဲ့ဒီဒုတိယအဆင့်ကိုလူတော်တော်များများကလုပ်နိုင်လို့မရှိဘူးဟုတ်ပြီနော်ဆိုတော့လက်ထဲမှာငွေစုတယ်ပတ်စံတသိန်းရလာတယ်တစ်ခုသုံးလိုက်တယ်ခရီးတစ်ခုထွက်လိုက်တယ် luxury ပစ္စည်းတစ်ခုဝယ်လိုက်တယ်ဖုန်းလဲလိုက်တယ်မော်တော်ကားလဲလိုက်တယ်ကားလဲလိုက်တယ်အသုံးဆောင်ပစ္စည်းတစ်ခုဝယ်လိုက်တယ်ဒါပေမဲ့မလုပ်ဘူးတဲ့အရာတစ်ခုကိုစမ်းလုပ်ကြည့်တယ်ဒါမျိုးပေါ့ဗျာเนาะအဲ့တော့ဆိုတဲ့သဘောကငွေဒီကျွန်တော်တို့ကိုရွေးချယ်ခွင့်တွေပေးတယ်ဒါပေမဲ့အဲ့ဒီရွေးချယ်ခွင့်ကိုကျွန်တော်တို့ကအသိဉာဏ်ပါအသုံးချဖို့လိုပါတယ်ဟုတ်ပြီเนาะကျွန်တော်တို့ဒီငွေကို choice လုပ်တဲ့နေရာမှာကိုယ့်ကိုပျော်ရွှင်စေဖို့တုံးမလားကိုယ့်ရဲ့ရုပ်ရည်လှပဖို့တုံးမလားเนาะရင်းနှီးမြှုပ်နှံမှုအတွက်ငွေပြန်ဝင်ဖို့တုံးမလားကိုသုံးလိုက်တဲ့ choice ဒီတစ်ချိန်မှာကိုယ့်ကိုပြန်ပြီးတော့ affect ဖြစ်စီမှာဖြစ်တယ်ဒါကိုကျွန်တော်တို့စဉ်းစားဖို့လိုပါတယ်ဆိုလိုချင်တဲ့သဘောကကိုယ့်ဘဝမှာငွေကြီးအဆင်ပြေခြင်းနဲ့ဆိုရင်ငွေလက်ထဲမှာရှိအောင်လုပ်ပါလက်ထဲမှာငွေရှိလာရင် choice တွေလုပ်လို့ရလာမယ် choice တွေလုပ်လို့ရလာရင်လက်ထဲမှာငွေပြန်ရှိစီမဲ့ choice ကိုထပ်ယူပြီးလုပ်ပါဒါဆိုရင်ကျွန်တော်တို့ဒီတဖြည်းဖြည်းငွေကြီးအဆင်ပြေတဲ့အနေအထားတစ်ခုကိုရလာမှာဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကောင်းရေးဆိုပါ